ဝက်စားနေတဲ့ဒီလိုချိန်မှာပါဆိုင်ကောင်းမလဲဟာဟုတ်ပြီတတိယပြီဆူရှီစားရင်စိတ်ဖြစ်တာကြောင့် JSW ဂျပန်ဆူရှီဆိုင်ကိုကျွန်တော်လာခဲ့လိုက်တယ်လမ်းတစ်လျှောက်မှာတော့ဆိုင်ရဲ့ကြော်ညာဆိုင်မုတ်တွေတွေ့ရှိရတာမို့ရှားတာလွယ်ကူပါတယ်ဗျာနည်းနည်းလောက်ထပ်သွားလိုက်ရင်အရှိက PT Power စီဆိုင်ဝင်းထဲမှာကျွန်တော်တို့ရဲ့ဂျပန်ဆူရှီဆိုင်လေးကိုတွေ့ရမှာပါဗျာစီဆိုင်ဝင်းထဲမှာဆိုတော့ကားပါကင်လည်းအကျယ်ကြီးရှိပါတယ်ဗျာကဲရောက်ပြီဗျာရိုးရပကြီးကားတွေနဲ့ဆာမရန်ဝစ်စုံတွေဆာကူရာပတ်မင်တွေကြောင့်ဂျပန်ဆိုင်လေးဒီဇိုင်းရောက်သွားတဲ့ခန်းစားချက်ကိုရရှိပါတယ်ဗျာဒီနေ့ကတော့ကျွန်တော်ရတာရှိတဲ့ဆာရှီမီမိုင်ကြီးတစ်ပွဲကိုမှာယူခဲ့ပါတယ်မိတ်ဆွေတို့အနေနဲ့အတိုင်းပဲဗျာပြင်ဆင်ရတော့ဂရိဒီပကြီးကားတစ်ချက်လိုပဲလုံးဝကိုလှပပြီးတော့ TS ရာကိုမရှိတာ TS ရာမရှိပေမဲ့လည်းဗိုက်စာနေပြီမို့လို့ပထမဆုံးအနေနဲ့ဂျပန်ဘေးငန်းပြားကြီးလောင်းထည့်ပြီးဝါဆာဘီလေးနဲ့ရှုံးမွေလိုက်ပါတယ်ခုပထမဆုံးတော့ဆက်စားရတော့မယ်စားကြပါဦးဗျာတကယ်ဗျာရတာတကယ်ထူးကြတယ်တမဆုံးတစ်လုတ်ထဲမှာကိုတော်မိုက်တယ်ဗျာမာကီရဲကဆင်မွန်တူနာရဲ့အရသာအပြင်ဆင်မွန်ဦးနဲ့ထောပတ်သေးပါဝင်လာမလို့လုံးဝပါစက်ထဲမှာလက်ဆက်ပြီးတော့ကျင်းနူးတဲ့ခံစားမှုကိုပေးပါတယ်ဗျာလုံးဝရတာရှိတာမို့ဟမ်းမဆောင်နိုင်တော့ပဲတစ်ခုပြီးတစ်ခုစက်တက်ကိုစားနေခဲ့တာနောက်ဆုံးမရှိတော့လို့အချင်းကိုတော့ဒီတိုင်းစားခဲ့သေးတယ်ဝန်ထမ်းကောင်မလေးလာချက်ပြီးတဲ့ green tea လေးတစ်ခွက်ကိုအစာပိတ်အနေနဲ့တောက်လိုက်တာလုံးဝကိုပြည့်စုံသွားရော JSW Japanese sushi ဘာရဲ့အရသာရောလက်ဆက်မှုရောဝန်ဆောင်မှုရောတကယ်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်လိုမျိုး sushi ကြိုက်တဲ့သူတွေကိုလုံးဝလာတဲ့ဆိုင်ဖြစ်တဲ့အကြောင်း recommend ပေးပါလေဗျာဆိုင်ရဲ့ဒီနေရာလေးကတော့မြောက်ရီမျိုးဂျန်ကင်းလန်ထုံတာဂိတ်ရှိ PT Power စီစဉ်ဝင်းတွင်းမှာဖြစ်ပါတယ်ဖုန်းနံပါတ်39966345343939ကိုလည်းဆက်သွယ်မှနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်